ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသည့်နောက်ပိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်တောင်တန်းကြီးများနောက်ွယ်မှဝါကုန်းဟုခေါ်သောကရင်ရွာလေးသည်စစ်တမ်းကြောင့်6ကပ်ပြီးကြံရစ်ခဲ့သည်ဘုံတံတနတ်တံများအပြင်ညက်ဖျားယောဂါနဲ့ငှက်မှုခေါင်းပါမှုတံတို့ကြောင့်ရွာသားများသည်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအားကိုးရမဲ့နေကြသည့်အချိန်လေးဖြစ်သည်ထို့သောအခြေအနေတွင်ဝါကုန်းရွာလေးသို့ထူးဆန်းသောလူစိမ်းတစ်ယောက်ရောက်ရှိလာခဲ့သည်သူ့အမည်ကဆရာမိုင်လူပုံစံကပိန်ပိန်ပါပါအသားညူညူနဲ့မျက်လုံးများကအမြဲတမ်းတွေးတောနေသည့်အောင်နှက်ဆိုင်လာသည်သူကရွာဦးဖုံးကြီးကျောင်းအနီးရှိဇရက်ပြက်ကြီးတစ်ခုတွင်လာရောက်တည်င်းတုံပြီးရွာသားများ၏အနာရောဂါများကိုစိမ့်မိတို့များအင်းအိုင်လက်ဖွဲ့များနဲ့ကုသပေးရမှစတင်ကလူကြီးညိုများလာခဲ့သည်ဝါကုန်းရွာ၏တကြီးစောအိတ်ကလူသည်စစ်အတွင်းကညာဘက်ခြေထောက်တွင်တနတ်မှန်ထားသဖြင့်လမ်းကောင်းကောင်းမလျှောက်နိုင်ရှာပေတညတွင်ဆရာမိုင်းသည်တကြီးအိမ်သို့ရောက်လာပြီးအနီရောင်ဖျောင်းတိုင်တိုင်နဲ့ထူးဆန်းသောတစ်မြေချောက်အချို့ကိုထုတ်ပေးခဲ့သည်ဦးစီးမှုဒါကတော့တောင်တကာရဲ့နဆိုးရီစာကရတဲ့ဆေးမြစ်ပါစစ်ပွဲအတွင်းကျဆုံးသွားတဲ့စစ်သည်တွေရဲ့ဝိညာဉ်တွေကဒီရွာကိုဝိုင်းရံထားကြတယ်သူတို့ကြောင့်ခမည်းခြေထောက်ကမကောင်းအမိုင်းလေးတန်းကအီးဆက်တော်လေးစွေးဆောင်မှုအဖြစ်ရှိနေသည်စောအိတ်ကလူလေးညှို့လင့်ချက်အပြည့်နဲ့စီးကိုတောက်အင်းပြားကိုကတ်လိုက်ရနောက်ရက်များတွင်ထူးဆန်းစွာပြီးခြေထောက်နာခြင်းမှုများတက်တာလာပြီးလမ်းပြန်လျှောက်နိုင်လာခဲ့သည်ဤတဲ့င်းသည်ဝါကုန်းရွာတရွာလုံးသို့တောမီကဲ့သို့ပြန့်နှံ့သွားတော်သည်ရွာသားများသည်ဆရာမိုင်းကိုဤကန်အမှန်ပြီးမဟာကရုဏာရှင်အောက်လန်းအထက်လန်းပညာဆုံးသည့်ဆရာတဦးယုံကြည်ကူးကွယ်ကြတော်သည်ဆရာမိုင်းကရွာသားများကိုပြောသည်မင်းတို့ရွာကစစ်မီးပြင်ဖြစ်ခဲ့လို့တွေးဆွေနေပြီဒီတွေးအညိုတွေကိုမစီးရင်ရွာကလူတွေတွေးအံပြီးတည်လိမ့်မယ်အညော်စေးချင်းရဲ့တအိမ်ကိုငွေဒင်းကားပြားဒုံမဟုတ်စစ်တုံးကကြံခဲ့တဲ့ရွှေထဲပစ္စည်း3ခုစီကျုပ်ကိုလာပေးရမယ်ကျုပ်ကအဲ့ဒါတွေကိုတွတ်တန်မှမြေမြုပ်ပြီးရတရာခြေပေးရမှာစစ်ဘေးဒဏ်ကြောင့်ကြောက်လန့်နေသောရွာသားများသည်မိမိတို့မှတ်ရှိသမျှရွှေငွေနှင့်အဖိုးတန်ပစ္စည်းများကိုဆရာမိုင်းတံပုံအောပေးအပ်ကြတော်သည်ရွာထဲတွင်ဆရာမိုင်းကိုလူတိုင်းကဒူးထောက်ကိုးကွယ်နေကြတော်လဲတကြီးဤသားဖြစ်သူစောနော်ဒီကဆရာမိုင်းကိုလုံးဝမယုံကြည်ပေစောနော်ဒီသည်စစ်အတွင်းကမြို့ပေါ်တွင်ပညာသင်ကြားခဲ့မှုသဖြင့်မန်ဒန်အင်းအိုင်ဆိုသည့်ထက်လက်တွေးကြတွေးတော်တတ်သူဖြစ်သည်သူ့အဖေခြေတော့ကောင်းလာခြင်းမှလည်းဆရာမိုင်းပေးသောတင့်မြင့်တော်တွင်အကြိုက်အခဲပျောက်စေးတစ်မျိုးကြောင့်သာဖြစ်လိမ့်မည်ဟုသူကယူဆသည်အထူးသဖြင့်ဆရာမိုင်းရွာကိုရောက်လာပြီးနောက်ပိုင်းညက်နဲ့တန်းကောင်ရဲ့အချိန်များတွင်ရွာအစွန်ရှိတုတ်တန်ဟောင်းဘက်မှာခွေးဟောင်းတန်များနှင့်အတူထူးဆန်းသောတုတ်ဟုသောတစ်သားရိုက်တံများကိုစောနော်ဒီမကြာခဏကြားရတတ်သည်တညတွင်စောနော်ဒီသည်ဆရာမိုင်းနောက်သို့တိတ်တဆိတ်ထောက်လိုင်းရန်ဆုံးဖြတ်လိုက်ပြီညတန်းကောင်ရန်လာကွယ်ရဲ့ဖြစ်သည်ဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးမောင်အတိကျနေသည်ဆရာမိုင်းသည်လက်ထဲတွင်အဝတ်ထုတ်တစ်ထုပ်ကိုပွေ့ပိုက်ပြီးသူ့တံဘက်သို့တယောက်တည်းလှောက်သွားနေသည်စောနော်ဒီကအကွာအဝေးတစ်ခုမှခြေရဖြောက်ကလိုက်သွားခဲ့သည်သူ့တန်တိတ်ရှိညောင်ပင်ကြီးအောက်သို့ရောက်သောအခါဆရာမိုင်းကဖျောင်းတိုင်တိုင်ထွင်းမိလိုက်သည်ဖျောင်းတိုင်မိအောင်အောက်တွင်ဆရာမိုင်းသည်ညီကြီးကိုဦးဆောင်ပြီးရွာသားများထံမှလိန်လေချယူထားသောရွှေထုတ်ကိုညီမြုပ်နေသည်ဟုတ်ပဲညီကြီးထဲမှအခြားအရာတစ်ခုကိုတူးထုတ်နေခြင်းဖြစ်သည်စောနော်ဒီကပုံမမြင်ရစီရန်တစ်ပင်တစ်ပင်နောက်သို့တိုးကပ်လိုက်စေခေါင်းကနေတစ်ကိုင်းချောက်နင်းမိတန်ထွက်သွားသည်ဘသူလဲဆရာမိုင်းကချက်ချင်းလှဲ့အော်ပြီးဖျောင်းတိုင်ကြီးကိုမှုတ်ပိတ်လိုက်တဲ့ဖြစ်ပတ်ဝန်းကျင်ကပြန်လေမောင်တိကျသွားသည်စောနော်ဒီအသက်ရှူပင်မလို့ပဲတစ်ပင်နောက်ညီနေလိုက်ခဏကြာပြီးအားလုံးတိတ်ဆိတ်သွားတဲ့ဖြစ်ဆရာမိုင်းပြန်သွားပြီးအထင်ရှိတော့တိုးကြည့်လိုက်တာသူရှိတဲ့မီလီမီတာအကွာအီးဆက်လာတော့ရလုံးတစုံဆရာမိုင်းမျက်နှာကြီးကကက်လျက်သားရောက်နေသည်ကိုထိတ်လန့်ပွေတွေ့လိုက်ရသည်ဆရာမိုင်း၏လက်ထဲတွင်အမေးရောင်သွေးဆူးနေသောဓာမြောင်တစ်လက်ကိုကင်ထားသည်သို့တော့ဆရာမိုင်းကစုံးတော်ဒီကိုရံမမှုပဲတရုတ်ပြုံးလိုက်ရင်လေတံတိုးနဲ့ပြောလိုက်သည်မင်းငါအကြောင်းကိုအကုန်ပြချင်နေရလားစုံးတော်ဒီဒါဆိုမင်းအဖေတကြီးရဲ့အိယာအောက်ကိုတွားကြည့်လိုက်ပြီးရင်ငါ့ကိုမင်းကိုယ်တိုင်တတ်ချင်လာလိမ့်မယ်ပြောဆိုပြီးဆရာမိုင်းဒီအမောင်ထုထဲသို့တစ်ချက်ထင်းနေပျောက်ကွယ်သွားခဲ့သည်
စောနော်ဒီကြောက်စိမ့်ဒီဝေးခွင်းမရမှုဒီအပိနီအိမ်တို့အမြန်ပြန်ပြီးသွားခဲ့သည်သူ့အဖေတကြီးစိုးအိတ်ကလူကတော့အိပ်ပျော်နေစေပြီစောနော်ဒီတုံရင်ဒီတို့လက်များပြီးသူ့အဖေခတို့အိယာအောက်ကိုနှက်ယုံလေးနှက်ကြည့်လိုက်ရမာချိုပြီးအီးဆန်နေတို့အရာတစ်ခုကိုစမ်းပြီးတော့သည်ဆွေးထုတ်ကြည့်လိုက်တော့အခါစောနော်ဒီမျက်လုံးများပြူးကျသွားပြီးသွေးပြတ်မတက်ထိတ်လန့်သွားရတော့သည်၎င်းအရာမှာဆရာမိုင်းပေးထားသောအင်းအိုင်လက်ဖွဲ့မဟုတ်ပေထိုအရာက